လူအများစုကကြားဒါမှမဟုတ်မျိုးဖြစ်လူပြန်ဝင်စားကြတာကျွန်တော်ကတော့ရေကန်ကြီးတကန်ဖြစ်လာခဲ့တယ်အင်းရေကန်ဆိုတာထက်အကျယ်6ပေလောက်ပဲရှိတဲ့ရေအိုင်လေးတစ်ခုပေါ့အဲ့ဒါကလည်းတဲကန်နာရအလဲကောင်တဲတေမှာကျွန်တော်ရဲ့ရေတွေအငွေ့ပြန်နေတာကိုကြည့်ပြီးလုံးဝမခန်းချောက်သွားခင်အထိကြာခံမှာမဟုတ်ဘူးဆိုတာသိလိုက်ရတယ်ဒါပေမဲ့စိတ်ပြက်လက်ပြက်ဖြစ်တော့မဲ့အချိန်မှာပဲကျွန်တော်ခေါင်းထဲကိုစနစ်ပန်နဲ့တစ်ခုပေါ်လာခဲ့တယ်အဲ့ဒီထဲမှာကျွန်တော်မှာအဆင့်တက်စကေးနှစ်ခုရှိတယ်လို့ပြနေတယ်အဲ့ဒါတွေကတော့ຫນွေဦးမိုးရွာသုံးခြင်းနဲ့ရေဖြင့်တုံအောင်ခြင်းတို့ပဲစွမ်းအင်ကတော့တရားကြံသေးတယ်အဆင့်တက်တော့အားရင်တော့အရာအလုံးကိုကုသပေးနိုင်တဲ့ဝိညာဉ်ရေကန်လေရေကဲမီမိုးကျိုးနဲ့လက်စည်းတွေကိုထိန်းချုပ်နိုင်တဲ့ဓာတ်ကြီးလေးပါရေကန်ဒါမှမဟုတ်အရာခတ်သိန်းကိုအုပ်ဆိုးတဲ့ယုံကြည်မှုရေကန်အဖြစ်အထိစင်ကဲပြောင်းလဲနိုင်မှာပါဒါကိုကျွန်တော်တကယ်လုံးနိုင်မှာပါဒါပေမဲ့ကျွန်တော်စနစ်အကြောင်းကိုတေချာလေ့လာနေတော့မှာပဲအနီအောင်တတိပေးချက်တစ်ခုရုတ်တရက်ပေါ်လာခဲ့တယ်အင်ရှင်ဒီရေငွေ့ပြန်ခြင်းကြောင့်တေဆုံးနိုင်သည်တဲ့နောက်ပြန်ရေတွက်ချိန်ဆက်နှစ်နာရီကျွန်တော်တကယ်ငိုချင်သွားတဲ့အချိန်ဖြစ်အုံးနေလို့မဖြစ်တော့ဘူးစနစ်အကြောင်းကိုအမြန်ဆုံးစတင်လေ့လာခဲ့ရတယ်။ຫນွေဦးမိုးရသုံးခြင်းကတော့အခြေခံအားဖြင့်မိုးရစေတဲ့စွမ်းရည်ပေါ့။ရေကန်ရဲ့အတိုင်းအတာအတွင်းဘယ်နေရာမဆိုမိုးရချလို့ရပြီးအဲ့ဒီမိုးရေထဲမှာဝိညာဉ်စွမ်းအင်တွေပါဝင်နေတာမို့ခိမိတဲ့တရှိမှန်သမျှကိုကြီးထွားနှုံးပိုကောင်းစေတဲ့ရေဖြင့်တုံအောင်ခြင်းကတော့ရေကိုသုံးပြီးရန်သူတွေကိုချီနှောင်ထားလို့ရတာဒါပေမဲ့စကေးနှစ်ခုလုံးကိုသုံးဖို့အတွက်စွမ်းအင်လိုအပ်ပါတယ်။စွမ်းအင်တရားဆိုတာစကေးနှစ်ခါသုံးဖို့ပဲလောက်တာပြီးတော့စွမ်းအင်တွေထက်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာလဲကျွန်တော်အခုထိမသိသေးဘူးဒါပေမဲ့ရှင်းပြောရရင်အဲ့ဒါကိုစဉ်းစားနေဖို့ကျွန်တော်မှအချိန်မရှိဘူးရေကန်တွေဟာရေကန်းချောက်သွားရင်တေးကြတာမို့ကျွန်တော်ရေမခန့်အောင်ထိန်းထားနိုင်သေးပြီးတော့အသက်ရှင်နိုင်မှာပဲကျွန်တော်ຫນွေဦးမိုးရွာသုံးခြင်းစကေးကိုသုံးလိုက်တယ်ကျွန်တော်ရဲ့စွမ်းအင်က90အထိကျဆင်းသွားခဲ့တယ်အဲ့ဒီနောက်မှာလေပြေလေးတစ်ချက်ဝိတိုက်လာတဲ့အပူဒဏ်ကိုမတိမတာလေးပဲရှော့ချပေးနိုင်ပြီးကောင်းကင်မှာတော့တိမ်တုံးတောင်မရှိဘူးဒီစနစ်ကြီးကတကယ်ရောဟုတ်ရဲ့လားကျွန်တော်စပြီးထိတ်လန့်လာတယ်အဲ့ဒီအချိန်မှာပဲမိုးရေဆက်အနေငယ်ကရေပြင်ပေါ်ကိုဖြတ်ခနဲကြလာခဲ့တယ်မိုးဖွဲလေးကနေတဖြည်းဖြည်းနဲ့ပို့ပြီးတော့တန်လာလိုက်တာတဟုံးကိုရွာချပါလေရောကျွန်တော်ရင်ထဲမှာတကယ်ကိုအသက်ရှူချောင်သွားတယ်လို့ခံစားလိုက်ရတယ်တောက်လျှောက်တနာရီအပြည့်ရွာခဲ့တာမိုးတိတ်သွားတဲ့အချိန်မှာတော့ကျွန်တော်3ဆက်လောက်ပိုကြီးလာခဲ့ပြီးအခုဆိုစတူရန်ပေ90 80ပတ်လည်လောက်ရှိနေပြီမို့ရေကန်ငယ်လေးတစ်ခုလို့သတ်မှတ်လို့ရရုံဖြစ်လာပြီပေါ့ကျွန်တော်စနစ်ပန်တွေကိုပြန်ဖွင့်ကြည့်လိုက်တဲ့အနီအောင်တတိပေးချက်ပြောက်သွားပြီးဒီကိုရောက်ကြတဲ့ကကျွန်တော်ရင်တွေတတိန်ခုန်နေခဲ့တာအခုမှပဲအဝအလင်းအသက်ရှူနိုင်တော့တယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်အဝေးကနေတုံခါတန်ကြီးတစ်ခုကိုခံစားလိုက်ရတယ်ကျွန်တော်ရဲ့အာယုံခံစားမှုတွေအရကုန်းနံကောင်အုပ်ကြီးတအုပ်ဟာကျွန်တော်စီကိုတန်းတန်းမတ်မတ်ပြေးဝင်လာနေတာသိလိုက်ရတယ်ဒီနေရာကဘာမှမရှိပဲ၆ကက်နေတာကြားလာပြီးမိုးရွာလိုက်ပြီဆိုမှတော့သူတို့တွေရေလာရှာကြမှာကတော့အမှန်ပဲပေါ့ကျွန်တော်တကိုယ်လုံးတောင်းတင်းသွားတယ်ကုန်းနံကောင်တွေကအုပ်စုလိုက်သွားကြတာအကယ်၍အနေငယ်တင်ရောက်လာပြီးတအုပ်လုံးကိုပါခေါ်လိုက်ရင်စက္ကန့်ပိုင်းအတွင်းကျွန်တော်ကိုရှာနဲ့လျက်ပြီးအကုန်တောက်သွားကြလိမ့်မယ်ရေဖြင့်တုံအောင်ခြင်းစကေးကသူတို့ကိုထိန်းချုပ်နိုင်ပါမလားကျွန်တော်မသိဘူးဒါပေမဲ့သူတို့ကိုလမ်းဖြန့်သွားအောင်တတိပေးချက်တစ်ခုခုတော့လုပ်ပြရမယ်မဟုတ်ရင်ကျွန်တော်အပင်ပန်းခံတိဆောက်ထားသမျှအရာအလုံးတငုံစာလေးနဲ့တင်ပျောက်ကွယ်သွားလိမ့်မယ်ပထမဆုံးကုန်းနံကောင်ကရှက်နူအန်တွေကိုနင်းဖြတ်ပြီးကျွန်တော်နားတဲတဲကိုရောက်လာတယ်ပြီးတော့အဲ့ဒီပါဆက်အကြီးကြီးနဲ့ရေတောက်ဖို့ငုံလိုက်တယ်အဲ့ဒီချိန်မှာပဲရေကျိုးတစ်ချောင်းပြန်ထွက်သွားပြီးသူ့လေပင်ကိုတင်းကျပ်စွာပတ်လေရစ်ဘက်ကအောက်ကိုဆွဲချလိုက်ပါလေရောအဲ့ဒီကုန်းနံကောင်ဟာအချိတ်ခံရတဲ့စက္ကန့်ပိုင်းမှာတင်ပြင်းပြင်းထန်ထန်ရုန်းကန်တော့တာပေါ့ဒါပေမဲ့သူ့လေပင်ကိုညှစ်ထားတဲ့အရှိန်ကပိုပြီးတင်းကျပ်လာကပိုပြင်းပြင်းထန်ထန်ဆွဲချလာတယ်သူရုံးလေရှက်နွင်တွေကိုပိုနစ်လေပဲနောက်ဆုံးတော့သူ့ခေါင်းတက်ခုလုံးအောက်ကိုအဆွဲခံလိုက်ရပြီးရုန်းကန်တာတွေဖြည်းဖြည်းချင်းအရှိန်ရော့သွားရင်ရေပြင်ကြီးကငိမ့်သက်သွားခဲ့တယ်နောက်မှရောက်လာတဲ့တခြားကုန်းနံကောင်တွေကတော့လမ်းဖြန့်ပြီးထွက်ပြေးကုန်ကြပြီးအဝေးကြီးကနေလမ်းကြည့်ရင်တကယ်ကိုထိတ်လန့်တုန်လှုပ်နေကြတာတောင်အင်ရှင်သည်အစင်းနှိမ်သားရဲ့တကောင်ကိုတက်ဖြတ်ပြီးပါပြီစွမ်းအင်တရားပေါင်းထည့်လိုက်သည်ပထမဆုံးတက်ဖြတ်မှုအောင်မြင်ခြင်းပွင့်သွားပါပြီဘောနက်စ်အဖြစ်စွမ်းအင်ဒီထပ်တိုးပါတယ်ဟာမဖြစ်နိုင်တာဒါကဘယ်ကနေဘလို့ပေါ်လာတာလဲရေဖြင့်တုံအောင်ခြင်းအတွက်တုံးလိုက်တဲ့စွမ်းအင်90ကိုနှုတ်လိုက်ပြီးနောက်မှာတော့ကျွန်တော်မှာစွမ်းအင်200တိတိရှိနေကြောတက်ရှိတွေကိုတက်ဖြတ်တာကစွမ်းအင်ရှာဖွေစုဆောင်းရမယ့်နေလန်းပေါ့သဘောပေါက်သွားပြီးကျွန်တော်ဝေးကလမ်းဖြတ်နေတဲ့ကုန်းနံကောင်တွေကိုကြည့်ရင်ခဏလောက်မိမောသွားမိတယ်ဒီအဆုံးမရှိတဲ့တေးကန်နာရကြီးရဲ့အလဲကောင်မှာကျွန်တော်ကတခုတည်းသောရေအရင်းမြစ်ဖြစ်နေတာကိုအဲ့ဒီကုန်းနံကောင်တွေအနေနဲ့ရေငက်တဲ့တန်နဲ့ဝိညာဉ်ရဲ့ဆွဲဆောင်မှုကိုအောက်ခံနိုင်ဖို့လုံးဝမဖြစ်နိုင်ပါဘူးဒီကောင်တွေကအခြေခံအားဖြင့်လမ်းလျှောက်နေတဲ့စွမ်းအင်ထုတ်တွေပဲလေနောက်တနေ့မနက်မှာကျွန်တော်စနစ်ပန်တွေကိုပြန်ဖွင့်ကြည့်လိုက်တော့တခုခုပြောင်းလဲသွားပြီးစွမ်းအင်က900အထိတက်နေတာသိချတာပေါ့မင်းညကကုန်းနံကောင်တွေမအောင်နိုင်ကြတော့ဘူးသူတို့တွေရေတောက်ဖို့အကုန်ပြန်လာကြတာနဲ့ကျွန်တော်အပြက်ရှင်းပစ်လိုက်တဲ့တက်ဖြတ်မှုတစ်ခုချင်းစီအတွက်စွမ်းအင်90ကုန်ပေမဲ့တရားပြန်ရတာမို့ကုန်းနံကောင်တစ်ကောင်ကိုအသားတင်90အမျက်ထွက်တဲ့တွေ့ရတာလွယ်လွယ်လေးပဲစမ်းသပ်မှုတွေထပ်လုပ်ပြီးရဲ့နောက်မှာတော့စနစ်ရဲ့ဝက်ဖဲစွမ်းရည်တစ်ခုကိုလည်းကျွန်တော်မတော်တဆရှာဖွေတွေ့ရှိခဲ့သေးတယ်ကျွန်တော်တက်ရှိတစ်ခုခုကိုတက်ဖြတ်ပြီးဆုပ်ယူလိုက်တဲ့အခါအဲ့ဒီတက်ရှိရဲ့မှတ်ဉာဏ်တွေကိုပါရရှိတာပဲအဲ့ဒီကုန်းနံကောင်တွေရဲ့မှတ်ဉာဏ်တွေကတဆင့်တာကဘလို့ကဘာမျိုးလဲဆိုတာကိုကျွန်တော်စပြီးပုံဖော်လို့ရလာခဲ့တယ်ကျွန်တော်လာခဲ့တဲ့နေရာနဲ့လုံးဝမတူဘူးဒါကရှေးဦးကဘာဦးခေတ်တစ်ခုနဲ့ပိုတူနေတယ်သူတို့ရဲ့မှတ်ဉာဏ်ထဲမှာလေဘင်းမှာမိကွင်းကြီးပတ်ထားတဲ့ချင်းတစ်ကောင်အတောင်ပန်ပါတဲ့မြင်းတွေနဲ့မော်ပညာသုံးနိုင်တဲ့လူသားတွေကိုပါကျွန်တော်မြင်ခဲ့ရတယ်ကျွန်တော်တကယ်ကိုစိတ်လှုပ်ရှားသွားခဲ့ရတာဒီလောက်အထိစမ်းကြဲကဘာကြီးမှာကျွန်တော်ရဲ့လူသားခန္ဓာကိုယ်ကိုပြန်ရနိုင်မဲ့နေလန်းတစ်ခုတော့ရှိရမယ်ကျွန်တော်တသက်လုံးရေကန်ကြီးအဖြစ်ပဲနေသွားမှာတော့မဟုတ်ဘူးအကယ်လေးအဲ့ဒီမိချင်းတွေကိုသာရေရဲဆွဲသွင်းပြီးစုပ်ယူနိုင်ရင်ရလာမယ်စွမ်းအင်ပမာဏကတော့အမိုက်စားဖြစ်နေမှာတေချာတယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်မှအစီအစဉ်တစ်ခုရှိလာခဲ့ပြီးကုန်းနံကောင်တွေရဲ့မှတ်ဉာဏ်အရာသူတို့ဟာအဲ့ဒီချင်းတည်းရဲ့အစားအစာတက်ပဲဒါကြောင့်အဲ့ဒီမိချင်းတည်းဟာတနေရာရာမှာနီးနီးနားနားရှိနေရမယ်တဲကန်နာရရဲ့အပူဒဏ်ကတော့ရောမသွားသေးဘူးဒါပေမဲ့ကျွန်တော်ဒီကဘာကိုရောက်နေတာတစ်ပတ်တောင်ရှိသွားခဲ့ပြီတေလူမျောပါဖြစ်မဲ့ရေးကနေလွမြောက်သွားပြီးတဲ့နောက်မှာတော့ကျွန်တော်အဆင့်တက်ဖို့အတွက်ပဲနေတိုင်းစူးစမ်းအားထုတ်တဲ့လမ်းကြောင်းထဲရောက်သွားခဲ့တယ်ပြင်းစရာကောင်းပေမဲ့တကယ်တော့တမျိုးလေးပြောဖို့ကောင်းပါတယ်ຫນွေဦးမိုးရွာသုံးခြင်းစကေးကိုတရက်တစ်ကြိမ်သုံးရင်းနဲ့ကျွန်တော်တဖြည်းဖြည်းပိုကြီးလာခဲ့တယ်ခုနှစ်ရက်ဆက်တိုက်မိုးရွာပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာကျွန်တော်တကယ်ရေကန်ကြီးတကန်လို့ခေါ်လို့ရသွားပြီးတော့အဲ့ဒီမိုးရေထဲမှာဝိညာဉ်စွမ်းအင်တွေပါဝင်နေတာကြောင့်တေလူမျောပါဖြစ်နေတဲ့ရေမော်ပင်တွေငါးသေးလေးတွေနဲ့ပစုံလေးတွေဟာအသက်ပြန်ဝင်ပြီးရှင်းတန်လာကြတယ်ဒါကကောင်းမွန်တဲ့ bonus တစ်ခုဆိုပေမဲ့ရိုးရိုးသားသားပြောရရင်ဘေးထွက်ကောင်းကျိုးတစ်ခုတက်ပါပဲပို့ပြီးအကျိုးထူတာကတော့အဲ့ဒီဝိညာဉ်ကြီးကတတဝါတွေကိုနေတိုင်းရေတောက်ဖို့ဆွဲဆောင်နေတာပဲဖြစ်တယ်ရပ်ပိုင်းတွင်းမှာတင်ကျွန်တော်သားရဲ့အကောင်20ကျော်ကိုအပြည့်ရှင်းပြီးအများစုကတော့ကုန်းနံကောင်တွေပေါ့တတဝါအသေးဖွဲလေးတွေကိုတော့ကျွန်တော်လွတ်ပေးထားလိုက်တယ်အဲ့ဒီလိုနဲ့တင်ရမှာတော့အမောင်ထုထဲကနေတတဝါတကောင်ဟာဘာတမ်းမှမထွက်ပဲတရွေ့ရွေ့ကလာခဲ့တယ်သူ့ရဲ့ခြေပွားတွေရေကန်နာကရှက်နွန်ကိုနင်းမိလိုက်တဲ့စက္ကန့်ပိုင်းမှာတင်ကျွန်တော်ရိပ်မိလိုက်တယ်အဲ့ဒါကအမဲလိုက်ခွေးကောင်ပဲဒါပေမဲ့ကျွန်တော်တို့စီကခွေးတွေနဲ့လုံးဝမတူဘူးဘာလို့လဲဆိုတော့ဒီကောင်ကခေါင်းနှလုံးဖြစ်နေလို့ပဲအမောင်ထဲမှာညီရဲနေတဲ့မျက်လုံးလေးလုံးကဖြတ်ခနဲလင်းနေတာမို့မမြင်ဘဲနေဖို့ခက်ပါတယ်အဲ့ဒီခေါင်းနှလုံးရှိတဲ့ခွေးဘီလူဟာပတ်ဝန်းကျင်ကို
ဝေးဝဲကြည့်ပြီးဘေးကင်းပြီလို့ဆုံးဖြတ်လိုက်ပုံရတယ်ကျွန်တော်စီရှောက်ပါပြီးရေတောက်ဖို့ခေါင်းငုံလိုက်တယ်ကျွန်တော်အလှည့်ရောက်ပြီပေါ့ဒီလိုခေါင်းနှလုံးနဲ့ခွေးကိုတက်ဖြတ်ပြီးဆုပ်ယူနိုင်ရင်စနစ်ကပေးမဲ့စုလက်ကအကြီးကြီးဖြစ်ရမယ်စက္ကန့်ပိုင်းအတွင်းမှာပဲကျွန်တော်ရေဖြင့်တုံနှောင်ခြင်းစကေးကိုအသက်သွင်းလိုက်တယ်ဒီခွေးကရိုးရိုးသားရဲ့တတဝါတွေထက်အများကြီးပိုပြီးဖြက်လက်တဲ့ရေကြိုးကရေပြင်ပေါ်ကနေပြန်ထွက်သွားတဲ့အချိန်မှာတင်သူကနောက်ကိုအမြန်ဆုပ်ပြီးရှောင်လိုက်တယ်ဒါပေမဲ့စကေးတစ်ခါတည်းသုံးယုံနဲ့ဒီကောင်ကိုမနိုင်ဘူးဆိုတာကျွန်တော်ကြိုသိနေတာမို့ရေဖြင့်တုံနှောင်ခြင်းကိုတပြိုင်နက်တည်း9ချိန်ဆက်တိုက်ပြစ်လွတ်လိုက်တယ်ပထမဆုံးကြိုးကလွဲသွားပေမဲ့ကျန်တဲ့ကြိုးတွေကတော့သူ့ရဲ့ခြေထောက်လေးဖက်စလုံးကိုတင်းကျပ်စွာတုံနှောင်ပြီးသွားခဲ့တယ်သူလမ်းဖြန့်ပြီးပြင်းပြင်းထန်ထန်ရုန်းကန်ပေမဲ့ရေကန်ကြီးတစ်ခုလုံးရဲ့အရှိန်ဟုန်နဲ့ဆွဲချနေတာမို့အဲ့ဒီခွေးဟာကျွန်တော်စီကိုတဖြည်းဖြည်းနဲ့ပိုပြီးနီးကပ်စွာဆွဲခံလိုက်ရပါတော့တယ်ရေရဲကိုလုံးဝမြုပ်ခါနီးစက္ကန့်ပိုင်းမှာတင်သူ့ရဲ့ညီရဲနေတဲ့မျက်လုံးတွေထဲကနေရေပြင်ထဲကိုရုတ်တရက်ရဲရဲတောက်အလင်းတန်းတစ်ခုပြစ်လွတ်လိုက်တယ်ဝုန်းဆိုပြီးရေတွေနေရအနှံ့ဆင်းထွက်သွားတာပေါ့ဒါပေမဲ့အဲ့ဒီတိုက်ခိုက်မှုအပြီးမှာပဲသူကပျောက်ခွေသွားပြီးကျွန်တော်ရဲ့ဘာအားမှစိုက်စရာမလိုပဲရေထဲကိုအလွယ်တကူဆွဲသွင်းလိုက်နိုင်တယ်အဲ့ဒီတိုက်ခိုက်မှုကတော့ရေတွေဆင်းထွက်သွားတာကလွယ်ရင်ကျွန်တော်ကိုဘာမှမထိခိုက်စေခဲ့ပါဘူးတောင်းကုန်ယူပါတယ်အင်ရှင်ပထမဆုံးမော်သားရဲ့တက်ဖြတ်မှုအောင်မြင်ပါသည့်အဆင့်တာမန်လည်းပဲတက်မော်သားရဲကိုတက်ဖြတ်ပြီးပါပြီဆုလက်အဖြစ်စွမ်းအင်တစ်ထောင်ပေါင်းထည့်ပေးလိုက်သည်အင်ရှင်ရဲ့ခန္ဓာကိုယ်တွင်းမှာထူးခြားတဲ့ကျက်စင်တစ်ခုကိုရှာဖွေတွေ့ရှိပါသည်တန့်စင်မလားစွမ်းအင်တစ်ထောင်ဆုလက်ကြီးကြောင့်ကျွန်တော်အရန်ပျော်နေတော့မှာပဲစနစ်ကကျွန်တော်ရဲ့မှာထူးခြားတဲ့ကျက်စင်ရှိနေရလို့ပြောလာတာကျွန်တော်ခဏလောက်စဉ်းစားလိုက်ပြီးအေးတန့်စင်လိုက်ကွာဘာဖြစ်မလဲကြည့်ရတာပေါ့တန့်စင်မှုပြီးဆုံးပါပြီအင်ရှင်ဒီအဆင့်တက်ငရဲခွေးဦးတိုင်းတစ်ခုကိုတန့်စင်ပြီးပါပြီစွမ်းအင်900ထပ်တိုးပါတယ်အခြေအနေအားလုံးကိုခဏလောက်ပြန်သုံးသပ်ပြီးရဲ့နောက်မှာတော့ကျွန်တော်အားလုံးကိုသဘောပေါက်သွားခဲ့ပြီးအဲ့ဒီခေါင်းနှလုံးနဲ့ခွေးကိုငရဲခွေးလို့ခေါ်ပြီးအဆင့်တာမှန်လည်းပဲတက်မော်သားရဲ့အဖြစ်သတ်မှတ်ထားတာကိုပြီးတော့မတေခင်သူပြစ်လွတ်လိုက်တဲ့ညီရဲတဲ့လင်းတန်းတစ်ခုကတကယ်တော့သူ့ရဲ့မျက်လုံးအိမ်တွေပဲဖြစ်တယ်စနစ်ရဲ့ပြောပြချက်အရာအဓိကဘာမှရှိတဲ့သားရဲပဲဖြစ်ဖြစ်လူသားပဲဖြစ်ဖြစ်တက်ရှိမှန်သမျှကိုအဓိကအစင်ကြီးလေးစင်ခွဲထားတယ်ရဲအဲ့ဓာတွေကတော့တာမန်ထူးကဲဒန်နာရီလာနဲ့မြင့်မြတ်တော်တို့ပဲဖြစ်တယ်အစင်ကြီးတစ်ခုစီမှာလဲဓမ္မ30အထိအစင်ခွဲလေးတွေရှိပြီးဒါကစနစ်ရဲ့အစင်တမတ်ချက်နဲ့ကတိပါပဲအဲ့ဒီအထက်မှာတခြားအစင်တွေရှိသေးလားဆိုတာကိုတော့ဘယ်သူမှမသိကြဘူးအခြေအနေတွေကိုတွက်ချက်ကြည့်ပြီးရဲ့နောက်မှာတော့ကုန်းနံကောင်တွေရဲ့မှတ်ဉာဏ်တွေကအဲ့ဒီမိချင်းတွေဟာအစင်တာမန်လဲပဲ3လောက်ဖြစ်လိမ့်မယ်လို့ကျွန်တော်ခန့်မှန်းလိုက်မိတယ်လက်ရှိမှာကျွန်တော်ကလည်းပဲတပည့်ရှိသေးတာဒါပေမဲ့ရေကန်တကန်ဖြစ်နေတာကကျွန်တော်အတွက်တကယ်ကိုအားသာချက်ဖြစ်စေခဲ့တယ်တိုက်ခိုက်မှုအများစုကကျွန်တော်ပေါ်တိတ်ပြီးအရာမထင်ကြဘူးလေစနစ်ကျွန်တော်ဘယ်လိုလဲပဲတက်ရမလဲအဆင့်နဲ့ကိုကူးပြောင်းဖို့အတွက်စွမ်းအင်2000ဆွဲရပါမည်ပို့ပြီးစိတ်ချရအောင်လို့အဲ့ဒီမိချင်းတင်းနောက်ကိုမလိုက်ခင်အဆင့်နဲ့ကိုအရင်ရောက်အောင်လုပ်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်လဲပဲတက်မယ်လို့ကျွန်တော်ပြောလိုက်တာနဲ့တပြိုင်နက်ရေကန်တစ်ခုလုံးတုံခါသွားပြီးထူထပ်တဲ့မြူခိုးတွေကြားထဲနစ်မြုပ်သွားခဲ့တယ်ခဏအကြာမှာတော့မြူခိုးတွေကင်းစင်သွားပြီးကျွန်တော်ကအရင်ကထက်နှစ်ဆက်ပိုကြီးလာခဲ့ပြီးရေထဲမှာလဲစိမ့်ဆုံနေတဲ့ရေမော်ပင်တွေငါးတွေနဲ့ပုစွန်တွေနေရအနှံ့ကူးခတ်နေကြတာပေါ့လေဘဲတက်ချင်းအောင်မြင်ပါသည်စကေးအစ်စ်ပွင့်သွားပါပြီရေလိုင်းသားတိုင်းအဆင့်တက်